ဇွန်ဘီကူးဆက်ရောဂါစတင်ဖြစ်ပွားတဲ့ပထမဆုံးနေ့မှာအမျိုးသားကကားပြင်နဲ့အလုံးယုံတစ်ခုထဲမှာပုံအောင်နေခဲ့ပါတယ်။မိုးလင်းလာတဲ့အခါမှာတော့သူကအပြင်ဘက်ခြေနေကိုစတင်စောင့်ကြည့်ပါတော့တယ်။တမန်တကားလေးရဲ့ဟန်နေတဲ့ကွက်လက်ကြားထဲကနေဇွန်ဘီကောင်ရဲ့အနေငယ်လမ်းလျှောက်သွားလာနေတာကိုသူတွေ့လိုက်ရပါတယ်။သူကအခြားတစ်ဖက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့မီတာ400လောက်အကွာဝေးမှာတတိုင်းခတ်ထားတဲ့နှစ်ထပ်တိုက်အဆောက်အုံတစ်ခုကိုတွေ့လိုက်ရပါတယ်။သူ့နေရာနဲ့အဲ့ဒီအဆောက်အုံကြားကလမ်းမပေါ်မှာဇွန်ဘီအနေငယ်လောက်ပဲရှိနေတာဖြစ်ပါတယ်။ကားပြင်ရုံထဲမှာတောက်ရည်ကတိတ်မကြံတော့သလိုသူ့ရဲ့အိတ်ထဲကအားဖြည့်မုံတောင်းတွေကလည်းကုန်ခါနီးဖြစ်နေပါပြီ။အဲ့ဒီနေရာမှာဆက်နေမယ်ဆိုရင်အသက်ရှင်တန်နိုင်ဖို့အခွင့်အရေးလုံးဝမရှိနိုင်တော့ပါဘူး။အဲ့ဒီအဆောက်အုံမှာဆိုရင်တော့ခိုင်ခန့်တဲ့တိုင်းရှိတဲ့အပြင်အခြေအနေကိုစောင့်ကြည့်ဖို့ဒုတိယထပ်လည်းရှိနေပြီးလိုအပ်တဲ့ပစ္စည်းတွေလည်းအများကြီးရှိနိုင်ပါတယ်။နေ့လယ်ဘက်အလင်းရောင်ကြောင့်မြင်ကွင်းရှင်းလင်းနေတဲ့အတွက်အမျိုးသားကအဲ့ဒီအဆောက်အုံစီကိုတိတ်တဆိတ်သွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မိုးရွာပြီးစလေထုထဲမှာကတရာစေးနဲ့ဘီလက်မြင်နှံတွေတင်းပြတ်နေပါတယ်။အမျိုးသားကသူ့ရဲ့လှုပ်ရှားမှုတွေကိုဖုံးကွယ်ဖို့အတွက်ရထားတဲ့ကားတွေကိုအကာအကွယ်ဖြစ်အသုံးပြုခဲ့ပါတယ်။လမ်းမပေါ်မှာတော့လူတွေအလောတက်ကြီးထွက်ပြေးသွားကြတဲ့အတိုင်းပစ္စည်းပစ္စယတွေပြန့်ကျဲနေခဲ့ပါတယ်။အဲ့ဒီလူတွေတဲကတယောက်ယောက်များအသက်ရှင်နေသေးလားဆိုတာကိုသူမသိနိုင်ခဲ့ပါဘူး။ရှေ့ဆက်သွားမဲ့လမ်းမှာတော့ပုံကွယ်စရာကားတွေမရှိတော့ပါဘူး။သူ့ရဲ့ရှေ့ညာဘက်မှာတော့ဇွန်ဘီတစ်ကောင်ရက်နေခဲ့ပါတယ်။အဲ့ဒီကောင်ကသူ့ကိုတတိထားမိသွားလားဆိုတာကိုသူတေချာမသိနိုင်ခဲ့ပါဘူး။အဲ့ဒီဇွန်ဘီကလှုပ်ရှားမှုမရှိဘဲငြိမ်သက်နေတဲ့အတွက်အိပ်ပျော်နေတာလည်းဖြစ်နိုင်ပါတယ်။အမျိုးသားကတတိမွေးပြီးနယံကိုကတ်ကအဲ့ဒီဇွန်ဘီရဲ့ဘေးကနေပြေးဖြတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အမြင့်2မီတာရှိတဲ့မီးခိုးရောင်ဘီလက်မြင်နယံကြီးကိုသူတွေ့လိုက်ရပါတယ်။အဲ့ဒါကအဆောက်အုံရဲ့အပြင်ဘက်ဆုံးတိုင်းကြီးပဲဖြစ်ပါတယ်။ဒါကလူမှုအသုံးပြုတဲ့အဆောက်အုံတစ်ခုဖြစ်ပါတယ်။ဝန်ထမ်းတွေအဝင်ထွက်လုပ်တဲ့တကားကများသောအားဖြင့်အနောက်ဘက်မှာရှိတတ်ပါတယ်။သူကအဲ့ဒီတကားကိုရှာတွေ့သွားခဲ့ပြီးကံကောင်းစွာနဲ့တကားကတော့ခတ်မထားပါဘူး။သူကအထဲကိုတိတ်တဆိတ်ဝင်ရောက်သွားခဲ့ပါတယ်။လေထုထဲမှာပိုးသက်ဆေးနှံတွေရနေပါတယ်။ကောင်နာကတည်တက်စွာစီစဉ်ထားတာကိုတွေ့ရပါတယ်။အလိုလျောက်ဆက်ထဲမှာလည်းအစားအစာတွေအပြည့်ရှိနေပါတယ်။သူကရေကူးကန်တစ်ခုကိုလည်းတွေ့လိုက်ရပါတယ်။ရေကူးကန်ထဲကရေတွေကကြည်လင်နေပါတယ်။အဲ့ဒီနေရာမှာထွက်ပေါက်စုစုပေါင်း4ခုရှိပါတယ်။အမျိုးသားကမလိုအပ်တဲ့ထွက်ပေါက်တွေအားလုံးကိုတောက်ခတ်ပိတ်ပစ်လိုက်ပါတယ်။ပင်မဝင်ပေါက်ကိုတော့မှန်တကားတွေနဲ့အပြည့်အဝတိစောက်ထားတာဖြစ်ပါတယ်။အလင်းရောင်ကောင်းကောင်းရနိုင်ပေမဲ့ကဘာပြက်ကက်ဆိုင်နေချိန်မှာဒါကဆိုးရွားတဲ့အားနည်းချက်တစ်ခုဖြစ်ပြီးဇွန်ဘီအုပ်ကြီးကိုတားဆီးနိုင်လောက်တဲ့အထိမခိုင်ခန့်ပါဘူး။ဒါကြောင့်ပထမထပ်ကိုသူတို့ရဲ့ကာကွယ်ရေးခံတပ်ဖြစ်အသုံးပြုလို့မရနိုင်ပါဘူး။သူကဒုတိယထပ်ကိုတက်သွားခဲ့ပါတယ်။အဲ့ဒီအပေါ်မှာထွက်ပေါက်တွေပါဝင်ပထမထပ်တစ်ခုလုံးကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့မှန်နယံတစ်ခုရှိနေပါတယ်။ဒုတိယထပ်ကရုံးခန်းထဲမှာတော့မီးတွေလင်းနေပါတယ်။အဲ့ဒီနေရာမှာဘယ်သူမှမရှိနေပါဘူး။သူကရုံးခန်းဖုန်းကိုအသုံးပြုဖို့စ조사ခဲ့ပေမဲ့ဖုန်းခေါ်ဆိုလို့မရခဲ့ပါဘူး။ဖုန်းလိုင်းပြတ်တောက်သွားတာဖြစ်နိုင်ပါတယ်။ဖုန်းဘေးမှာရှိတဲ့လျှက်စစ်ရည်နွေးအိုးကတော့ကောင်းကောင်းအလုပ်လုပ်နေပါတယ်။ရေဘူးရအားဖြင့်ဒီနေရာကကားပြင်ရုံထက်အများကြီးပိုကောင်းမွန်နေပါတယ်။သူကဒီနေရာကိုသူ့ရဲ့ရေရှိခိုးလုံးရဖြစ်တတ်မှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်သူဝင်လာခဲ့တဲ့ဝန်ထမ်းဝင်ပေါက်ကပွင့်နေတာကိုသူရုတ်တရက်သတိထားမိသွားပါတယ်။သူဝင်လာတော့ကတကားပိတ်ဖို့မေ့သွားခဲ့တာဖြစ်ရပါမယ်။တကားပေါင်ကနင်းနေကောက်နေတဲ့အတွက်တေချာပိတ်နိုင်ဖို့ခွန်အားနည်းငယ်တုံးလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့တယောက်ယောက်တကားဖွင့်လိုက်တာနဲ့အတန်ကြားရအောင်အဝတ်လဲခန်းထဲကကုလားထိုင်တစ်လုံးကိုတကားနဲ့ကန်ထားလိုက်ပါတယ်။ဒုတိယထပ်ရုံးခန်းစီပြန်ရောက်တဲ့အခါမှာတော့သူကသူ့ရဲ့တန်ရာကိုကုသလိုက်ပါတယ်။မှုခင်းစစ်ပညာရှင်တယောက်အနေနဲ့သူ့မှာနေ့စဉ်မှတ်တမ်းရေးသားတတ်တဲ့အကျင့်တစ်ခုရှိပါတယ်။သူကထွက်ပေါက်လေးခုအကြောင်းရေးမှတ်လိုက်ပြီးလျှက်စစ်မိရတယ်ဆိုတာကိုပါမှတ်သားထားလိုက်ပါတယ်။စာရေးနေရင်တဝက်လောက်ရောက်မှသူကစိတ်မအေးနိုင်ဖြစ်လာပြီးဝန်ထမ်းတကားပေါက်ကိုနောက်တစ်ကြိမ်ထပ်သွားစစ်ဆေးခဲ့ပါတယ်။ကုလားထိုင်ကသူ့နေရာမှာပဲရှိနေသေးပေမဲ့အဝတ်လဲခန်းတကားစီရောက်တဲ့အခါမှာတော့သူရက်တန့်သွားခဲ့ပါတယ်